ခေတ်ပေါ်ရည်စားစကားမင်းကိုတန်မိုးထားတဲ့ကိုယ်စိတ်ကအချိန်နဲ့အမျှအပြောင်းလဲရှိနိုင်ပါရဲ့ဂုံစိမ်းလုံးလိုတစ်နေ့ထက်တစ်နေ့ပိုမိုမြင့်မားလာတာမျိုးပေါ့ဟန်ဆောင်လူအဖွဲ့အစည်းထဲမှာဟန်ဆောင်မနေချင်တော့ပါကိုလိုကျင်နာတဲ့ဟန်ပန်ကိုသာမင်းလည်းပဲစောင့်ယူလာလိုက်နော်ကြက်တဲတဲ့ရက်ဆွဲတွေမှာမင်းရဲ့မျက်နှိုးစရာစာနာအပြုံးနဲ့အတန်းရှူရချောင်းလေချင်မိတာရဲ့ကဘာမှာနေမြေတွေလူကြတယ်ကိုတို့ကတော့တူးနှလုံးသားကိုတူးကကြီးကြီးဖြူဖြူပေးအပ်ကြမယ်အချစ်နဲ့စစ်မှာမတရားတာမရှိတဲ့အချစ်စစ်မှာတော့တရားတာပဲရှိမှာကွယ်အနာဂတ်တန်းစားညီညွတ်ရေးကိုအသေးကြားကမခွဲခြားပဲဒုနှစ်ဦးသားတီဆောက်ကြရအောင်အဖြေပေးသူထတ်တူစကားကြောင့်ဖွင့်ပြောမိသူငြိမ်းချမ်းပါစေတော်တော်တီ